ဒီနေ့မှာကျွန်တော်တို့ပြေးခဲ့တဲ့လမ်းကြောင်းလေးမှာဆိုလို့ရှိရင်အခုလိုပဲရှုကင်လှပ်ပါတွေလည်းခန်းစားရမယ်အခုလိုပဲနေထွက်ခြင်းရဲ့လက်ပိုင်လေးကိုခန်းစားရမှာဖြစ်ပါတယ်အားလုံးပဲလိုက်ခဲ့ကြည့်ပေးပါဦးထုံးစံတိုင်းပဲကျွန်တော်တို့မနက်6 နာရီမှာစုရက်ဖြစ်တဲ့ပြည်ဦးလွင်အနီးစခန်းမှာရှိတဲ့ Happy Light ကျန်နေကျွန်တော်တို့စထွက်ခဲ့ကြပါတယ်ခုစနော်6 နာရီခွဲရှိပါပြီကျွန်တော်နိုင်ဝက်ကြာမှာအနီးစခန်းကျင်ကနေအခုစီတာဆက်ပါမော်ရောက်ပါပြီစီတာဆက်ပါမော်နဲ့မြင်ရတယ်ဒီထွက်ချင်ရဲ့အလားလေးကိုလည်းလမ်းကြောင်းနဲ့ခံစားကြည့်ပါဦးမခေါ်တီ66ကများပါ36ကများတော့ Hello hi ခုကျွန်တော်တို့9 နာရီထိုးပါပြီကျွန်တော်တို့ညညနာကုန်းတက်ကိုတက်ပြီးတော့အခုညညနာရွာတဲ့ကိုရောက်ပါပြီအခုကျိုင်းနောက်စီကိုဆက်သွားပါမယ်ကဲအခုကျွန်တော်ကျိုင်းနောက်ကိုတက်နေပါပြီဦးကျော်ပုံကြရပြန်နောက်ပြန်လဲrun လေးပဲမြင့်သွားတဲ့အချိန်မှာနောက်ပြန်နေပါပြီလှုပ်လို့ရသွားပြီအခု9 နာရီနဲ့မိနစ်40ဖြစ်ပါတယ်ကျွန်တော်တို့ကျိုင်းတောင်ထိပ်ကိုဖျားပေါ်ထိမရောက်ခဲ့ပဲနဲ့ဖျားနာမရောက်ခင်လေးမှာပြန်လှည့်လာပြီးတော့အောက်ကိုပြန်ဆင်းပြီးတော့ညညနာကုန်းဘက်ကိုဆင်းပြီးတော့ကျွန်တော်တို့ပြန်มาတော့မယ်အခုကျွန်တော်တို့ကျိုင်းတောင်ကနေအခုဒီရှိုဒေါ်လာလေးကနေဖြတ်သွားလို့ရှိရင်အခုလိုပဲအရှမ်းကိုလှပတဲ့ပိုင်ကင်ပြူလေးကိုတွေ့ရပါတယ်အခုလိုပဲထရလန်လေးကနေဖေးမှမြင်ရတဲ့တဘာဝစိုက်ခင်းရှုခင်းလေးလည်းခံစားလို့ရပါတယ်အခုလိုမျိုးပန်းစိုက်ခင်းလေးတွေကိုလည်းအနိကက်ကြည့်လို့ရပါတယ်အခုဆိုရင်တော့ကျွန်တော်တို့တွေညညင်းသားကနေဒီစေတူဘက်ကိုဆင်းတဲ့လမ်းဘက်ကိုရောက်လာပါပြီအခုကျွန်တော်တို့ညညင်းသားဆင်းလမ်းကနေဒီစေတူတေသနာစက်ရုံရှိတဲ့ရှေ့လမ်းကနေကျွန်တော်တို့ရဲရွာလမ်းကိုပြန်ပြီးတော့ချိုးနေဖြစ်ပါတယ်အခုဆိုတော့ကျွန်တော်တို့စေတူဂျာလန်လေးတွေကနေအခုစီတာအရှိရဲလမ်းဆောင်ကိုပြန်ရောက်ပါပြီကာလမကိုပြန်ရောက်ပါပြီနောက်ဆုံးတော့ကျွန်တော်တို့ဂျင်ကိုပြန်ပြီးတော့ပန်းဝင်ခဲ့ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြပါဦးမယ်